ဟုတ်ကဲ့ပါကျတော့ part 2ပါဒါတော့ကျမရဲ့အကောင့်ဖြစ်ပါတယ်ကျတော့ platinum 20333ဆိုတာကတော့ဒါကျမအကောင့်ပါဒီအကောင့်ပါ gate to software အတွက်ဒီအကောင့်လာအပ်ပေးကြပါဟုတ်ကဲ့အကောင့်အပ်ပေးပါဆိုလို့ရှိရင်တော့ကျမဝေးရေးကြလို့ရှိရင်ကျမဝေးရေးကြရတော့ဆော့လို့ရပါပြီပေါ့နော်ဒီကောင့်လာအပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်တော့ဟုတ်ကဲ့ part 2အတွက် gate လေးရှာပါဦးပဲဟုတ်ကဲ့ပါအခုကတော့ part 2အတွက် gate လေးပါခုရက်ပြတ်ထားတဲ့ platinum 2033ဆိုတဲ့အကောင့်ကလေးကိုအပ်ပေးကြဖို့တော့တောင်းဆိုချင်ပါတယ်အဲအကောင့်ကလေးကကြားလို့ရှိရင်တော့ညီမရဲ့အကောင့်ဖြစ်ပါတယ်ပြီးရင် gate ဆော့ပြီးပါရှင်တော့ live လေးပါဖြစ်ပါတယ်ဒါကြောင့်အားလုံးပါဝင်ကစားကြဖို့ဖိတ်ခေါ်ချင်ပါတယ်နော်ဖေးတော့ပါဒီကိစ္စက AC လို့ပြောတာလေချက် AC ပဲရှိတယ်ဖေးပါဟုတ်တယ်တော့ပါစားsorry ကျွလေ Roblox ဆိုတော်တော်လေးကြာသွားပြီလားအဲ့လေဗီဒီယိုမတည်ခဲ့တဲ့တော့ Roblox resolve ဖြစ်ဘူးတော့ game အသစ်ဆော့ရည်ဒီအဲ့ game လေးလည်းပြောပြတယ်တောက်ချက် blog ကြတော့နော်အဲ့ game လေးလည်းတော်တော်ဆော့လို့ကောင်းတယ်ဟွာဒီကြစစ်တိုက်တဲ့ game လေးဟုတ်ကဲ့သူကပြောရမယ်ဆို mobile legend နဲ့တူတူပဲလို့ mobile legend လိုပဲဒါပေမဲ့ mobile legend ထက်တော့လွယ်တယ်ပေါ့နော်လူကလည်း mobile legend လိုပဲဟိုဘက်ဒီဘက်ပြရတယ်တိုက်ကြတယ်အပ်တာဝါတိုင်းပါတယ်တာဝါတိုင်းကိုချိုးရတယ်အဲ့လိုမျိုးပုံစံမျိုးဆော့ရတယ်ခေမျိုးအဲ့ကိလည်းတောက်ချက် blog တွေပါကျွန်တော်ပြောပြပေးသွားပါမယ်ဒီ blog ကတော့ကျွန်တော်ဒီ blog နဲ့ဆိုပြပါမယ်နော်တော့ခေလို့ရှိကျွန်တော်ဝင်တဲ့ဂိမ်းဆော့လို့တောင်းဆိုနေတယ်တော့ hello I love you ဆိုဒီလည်းလည်းကတော့ရရှိနေတယ်ဟာအေးဖတ်ချူပါကြရဲ့ဘာစိဆိုပြပါတတိလို့ဒီလည်းကေရောဘခရိုက်ကပြေးပါလေဒီပါအခုတော့ဘခေဆော့တာကြားလို့လားဘ Roblox ဆိုလို့အဲ့လိုခုံပါဆိုလို့တော့ခုံတတ်တော့ဗျာဟုတ်ကဲ့လေးလာတယ်လို့ပြောနေတာဟုတ်ကဲ့ဆောက်လိုက်တာဒါလေးဆိုပြကြတယ်ကွာဝယ်တဲ့ကိတော့အဲ့လိုပြည့်နေတယ်ဆက်တဲ့ကိကြကပို့သုံးပြီးတော့အခုနောက်ပိုင်းအစီအစဉ်လေးတစ်ခုပြောကြည့်ပါမယ်ကိုဘက်မှာကြိုက်တာမှတ်ခဲ့ကျွန်တော်အကုန်လုံးဖြည့်ပေးမယ်ကုန်ဖြည့်ပေးမယ်တော့ဘာပဲဖြစ်ဖြစ်အကုန်ဖြည့်ပေးမယ်ကြိုက်တာမှတ်ခဲ့နော်ကြိုက်တာမှတ်ခဲ့ဟုတ်ကဲ့တူဒီပါလေကွာတော်လိုက်ငါကြည့်လိုက်တယ်ဒီရလေကွာအဲ့ဒါအားလေးကြည့်မှာလို့လိုက်ပါမယ်ဟုတ်တယ်ကွာသူတည်တာ
ဒီမှာအပေါက်ရှိတာဟုတ်ပါဘူးပိတ်နေတယ်ဝဲကျွန်တော်အပတ်2အော်ခုံမမေ့ပါ sorry ကျွန်တော်ဘာပြောမှလည်းမသိဘူးအဲ့တော့တစ်ခါကျရင်ခေါက်ခေါက်ပါတယ်ကျွန်တော်အဲ့လိုပဲဟဲ့မွေးတူတူဘာရေးအော်ကျွန်တော်ဘာကိန်းဆိုတော့ဒီကူစီစေးစားတယ်ဒါပေမဲ့ကျွန်တော်သိသွားခဲ့ပြီကျွန်တော်တောက်ချက်ဗီဒီယိုတွေမှာဘာကိန်းဆိုလဲဆိုကျွန်တော်ကြည့်ပြီးပါပဲအဲ့ဒါလိုက်ကြည့်ပေးကြပါဦးနော်ခင်ဗျားတို့ဘာကိန်းဆိုပဲလို့စေးစားထားလဲဘာကဲလို့ရမယ်အဲ့ဒီကကျွန်တော်ကြိုက်ဆုံးလေးပြေးပါပဲဒါမှမဟုတ်ခင်ဗျအယူဟာဘာကြိုက်ဆိုလဲပြောပါကျွန်တော်ပဲတော့ပဲဘာကြိုက်တာပတ်ခဲ့ပါကျွန်တော်အကုန်ဖြည့်ပေးပါမယ်လို့တော့ဒီစလေးပတ်ခဲ့ပါချာဟာတယ်လေဒီချက်ပဲโอเคပါဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးပဲ bye bye